အားလုံးပဲမင်္ဂလာပါဒီနေ့ဒီချိန်မျိုးမှာသမီးတို့ဖျားเจ้าမှာပေါ့နော်ဒီလိုမျိုးကြက်မနဲ့ရောက်နိုင်အောင်ပူဆောင်ပေးတဲ့ဖျားသခင်ကိုတော့ပထမဆုံးချီးမွမ်းပါတယ်သမီးအသက်တာအဖြစ်ပေါ့နော်အနေငယ်တက်တဲ့ခံလို့ချင်ပါတယ်သမီးရဲ့ဘင်ဂျမင်ဟာဆိုလို့ရှိရင်သမီးတို့ကပြိုင်ပွဲကနေတက်လာတဲ့သူတွေဖြစ်တယ်ပေါ့နော်အားလုံးလဲတွေးကြမယ်ထင်တယ်သမီးတို့ကကျတော့ဘူးမသိပါမသိနဲ့တက်လာတဲ့အခါကျတော့သမီးတို့ဘဝမှာအရန်ခက်ခဲတယ်အရန်ခက်ခဲတာပါအခုချိန်မှာအဲ့ခက်ခဲတဲ့အရာကိုပြောမပြတ်တော့ဘယ်လိုပြောမလဲကိုမခံစားတော့ရတဲ့ကိုမခံစားနိုင်တော့တဲ့အချိန်လဲအခန်းထဲမှာတကားပိတ်ပြီးတော့ဖျားသခင်စမှာဖျားသခင်ဘာလို့ဒီလိုဖြစ်ရလဲဆိုပြီးငိုခဲ့ရတဲ့အချိန်ကလည်းမနေခဲ့ဘူးဒါပေမဲ့အဲ့ကမ်နေတဲ့တောထဲမှာကျတော့သမီးတို့သမီးရဲ့ဘင်ဂျမင်ရဲ့ပြီးတော့မလာနိုင်တဲ့ကိုတန်ခွန်ကျော်ပြီးတော့သမီးတို့၄ယောက်ဟာဆိုလို့ရှိရင်တူလက်တွဲပြီးတော့အမြဲဆူတောင်းလေးရှိရဲ့ပြီးတော့တခြားညီကောင်မောင်နှမတွေနဲ့လည်းဆူတောင်းလေးရှိရဲ့အဲ့မှာသမီးဆူတောင်းတာကျတော့တခြားဟာမတောင်းဘုရားသခင်ငြိမ်သက်ခြင်းပေးပါဘယ်အရာပဲကြုံငြိမ်သက်ခြင်းပေးပါသမီးကိုတိခတ်နိုင်နဲ့ခံနိုင်စွာပေးပါလို့သမီးအဲ့အရာကိုပဲဆူတောင်းခဲ့တယ်ပြိုင်ပွဲတောက်လျှောက်မှာလည်းအားလုံးလည်းပြန်ပြမအတော့ကြီးရဲ့လူကကျတော့တွေ့မယ်လို့ထင်ပါတယ်။သမီးရဆိုလို့ရှိရင်လူအနေနဲ့ကြည့်လို့ရှိရင်ဒီဝင်းနာစုကြီးဟာဆိုလို့ရှိရင်သမီးအနေနဲ့ဘလို့မှရဖို့မဖြစ်နိုင်တဲ့အရာပေါ့နော်။သမီး top 3ဝင်တဲ့အခါမှာဘာဖြစ်လဲဆိုတော့သမီးအပတ်မှာလည်းအားနည်းချက်တွေအများကြီးရှိရဲ့အားလုံးလည်းတွေ့ကြမယ်ထင်ပါတယ်။ခြေချိုးလက်ချိုးဖြစ်သွားတယ်။ technical error လည်းဖြစ်တဲ့အခါမှာဒါလူအနေနဲ့ဘလို့မှနောက်တစ်ဆင့်ဆိုတာတက်ဖို့မဖြစ်နိုင်ဘူးပေါ့နော်အများကြီးပြောမှဆိုလို့ရှိရင်သမီးတို့ပြိုင်ပွဲဝင်တွေဟာဆိုလို့ရှိရင်တောင်ကြီးတောင်အတူတူတက်နေတဲ့လူတွေနဲ့အတူတူပဲတောင်တက်နေရစူးစမ်းပန်းစားပြီးတက်နေရဒါပေမဲ့အဲ့တောင်ရဲ့တောင်ထိပ်ကိုရောက်လို့ရှိရင်အဲ့တောင်ရဲ့ဘယ်လိုပြောမလဲအဲ့တောင်ထိပ်အနောက်ဘက်မှာဘာရှိလဲဆိုတော့ကိုရီမသိခဲ့ဘူး၆ပဲရှိရလားကြောက်တုံးပဲရှိရလားစူးတွေပဲရှိရလားမသိခဲ့ဘူးအဲ့လိုနဲ့သမီးတို့တစ်ဆင့်ပြီးတစ်ဆင့်တက်သွားတဲ့အခါမှာအဲ့ top 3မှာသမီးအရန်စိတ်တက်ကြခဲ့တယ်အရန်လဲအဲ့ပြိုင်ပွဲတောက်လျှောက်မှာပေါ့နော်အဲ့ top 3ရွေးခါနေမှာသမီးစိတ်တက်အကြဆုံးပဲဆူတောင်းခဲ့တယ်ဖျားသခင်ဘာလို့ဒီလိုမျိုးအချိန်ကြာမှသမီးဒီလိုမျိုးဖြီးရတာလဲပေါ့နော်စိတ်ပြက်လက်ပြက်နဲ့ဆူတောင်းခဲ့တယ်ဖျားသခင်သမီးကဲပါဆက်လက်ပြီးတော့သမီးမဆာပါဖျားကဲပါဆိုပြီးသမီးဆူတောင်းခဲ့သမီးစိတ်ထဲကနေလာတာတခုကဘာလဲဆိုတော့လူအနေနဲ့မစင်စားနဲ့မကြည့်နဲ့ဖျားတက်နိုင်တယ်ဖေတက်နိုင်တယ်ဆိုပြီးတော့စိတ်ထဲကနေလာတဲ့အခါမှာဘယ်လိုပြောမလဲငြိမ်သက်ခြင်းလည်းရတယ်ဒါပေမဲ့လူတဘာဝဖြစ်တဲ့အခါကျတော့တွေ့ဝေတယ်ဒါကဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲဒါကကိုယ့်ကိုအဲ့လိုမျိုးစိတ်ကနေပြီးတော့ကိုယ့်ကိုအားပေးတာပဲဖြစ်မှာပေါ့နော်အဲ့လိုစိတ်ထဲမှာထင်တယ်ဒါပေမဲ့အဲ့ result show ထွက်တဲ့ချိန်မှာကျတော့အရန်လဲစိတ်လဲလှုပ်ရှားတယ်ပြီးတော့အရန်လဲရင်ခုန်လဲကြောက်တယ်ဒါပေမဲ့ top 3ပါသွားတယ်လို့တီးလိုက်တဲ့အချိန်မှာဒါတကယ်ဖျားပဲလမ်းဖွင့်ပေးနိုင်တဲ့အရာဆိုတော့သမီးတီးလိုက်တဲ့အခါမှာဖျားသခင်လုံးဝမချီးမွမ်းမနေနိုင်ဘူးအဲ့ဒါကြောင့်မလို့သမီးပြောချင်တာလေးကကျတော့တောင်းပါဆုတောင်းပါလိုချင်တဲ့အရာကိုဘုရားသခင်စီမှာတောင်းပါသမီးရဆိုလို့ရှိရင်ဒီဝင်းနာကိုပေါ့နော်မလိုချင်ဘူးလားဆိုတော့လိုချင်တယ်ဒါပေမဲ့မပြောရဲဘူးလို့ရှိဆိုရှိမှာပါဇက်အဲ့လိုမျိုးအခန်းထဲရောက်လို့ရှိရင်တော့ဘုရားသခင်သမီးဒီဝင်းနာဆုတော့လိုချင်တယ်ဘုရားသမီးတို့အလိုတော်ရှင်သမီးကိုပေးပါတောင်းတယ်အဲ့မှာteacher Tracy ကနေပြီးတော့teacher Tracy ကိုသမီးအမြဲတမ်းရင်ဖွင့်လေးရှိရဲteacher Tracy ကနေပြီးတော့သမီးကိုခွားရတယ်လည်းအများကြီးပေးအဲ့နေ့မှာဗာလဲဆို Christmas နေ့မှာပေါ့နော်သမီးအခန်းထဲဝင်ပြီးတော့သမီးကကျတော့ခန့်ဝင်တဲ့အခါမှာအပြင်မထွက်ရအောင်အပြင်မထွက်ရတဲ့အခါကျတော့သမီးအခန်းထဲဝင်ပြီးတော့ဒူးထောက်ပြီးတော့ဆူတောင်းတာဖျားသခင်ဒီ winner ဆုတော့သမီးကိုChristmas gift အနေနဲ့သမီးကိုပေးပါကျေးဇူးပြုပြီးတော့သမီးတောင်းဆိုပါတယ်အဲ့လိုပေါ့နော်သမီးတောင်းဆိုခဲ့တယ်တောင်းဆိုတဲ့အခါမှာလည်းသမီးဘယ်လိုပြောမလဲတကယ်ဒီလိုမျိုးပါဇက်ကနေပဲမဟုတ်ဘဲနဲ့စိတ်နှလုံးသားအကျွမ်းမင်းနဲ့တောင်းဆိုတယ်ပြီးတော့ဘုရားသခင်စီမှာလည်းဂတိထားတယ်ဂတိထားဆိုပါဂတိလဲဆို
ဒီဝင်းနာစုရမှလုံမယ်ဆိုတဲ့ကတိမျိုးတော့မဟုတ်ဒါပေမဲ့ဒီဝင်းနာစုရတော့လို့ရှိရင်တစ်သက်လုံးပေါ့နော်တစ်သက်လုံးဒီဟာ commitment ထားတာပေါ့ဒီဝင်းနာစုတာအကေဘုရားသခင်ကသမီးဆူတောင်းတယ်နားညောင်းပြီးတော့သမီးအတွက်ထားခဲ့လို့ရှိရင်သမီးလည်းအမြဲတမ်းဘုရားအတွက်အမြဲဒီမိဘမိတ်ကလေးတွေမတန်ဆွမ်းကလေးတွေအတွက်သမီးမိခင်တယောက်အနေနဲ့အမြဲအသက်ရှင်နေထိုင်မယ်ဆိုပြီးတော့ commitment ထားခဲ့တယ်သမီးပြောချင်တာလေးကကျွန်တော်ဗာလဲဆိုအရင်စိတ်ပြည့်တဲ့အချိန်မှာလဲဒူးထောက်ပြီးတော့ဆူတောင်းလိုက်ပါဘုရားသခင်နာမညောင်းဆိုတာမရှိပါဘူးတခါတလေကြားလို့ရှိရင်လည်းကိုယ်မှလည်းအပြစ်တွေအများကြီးတခါသမီးမှဆိုရှိတယ်အပြစ်တွေလှုပ်ပြီးတော့ဘုရားသခင်ဆူတောင်းတာနာညောင်းပါမလားပေါ့နော်ဒါပေမဲ့မဟုတ်ဘူးအဲ့ဒါမှားတယ်ဆူတောင်းပါဒါပေမဲ့ဒီအပြစ်တွေဆက်လုပ်ဖို့လားဆိုတော့မဟုတ်ဘူးဒီအပြစ်တွေကိုဘယ်လိုပြောမလဲလူအနေနဲ့ထိန်းတော့အရန်ခက်တယ်ဘုရားသခင်ပဲအလိုလိုစိတ်ကိုအကုန်လုံးပြုတ်ပြပြောင်းလေးပေးသွားလိုက်မယ်သမီးကကြောက်အမြဲအဲ့လိုပဲနောက်ပိုင်းကျလို့ရှိရင်နားလေလာတယ်ဆူတောင်းတယ်ဒူးထောက်ပြီးတော့ဆူတောင်းတယ်အပြစ်တွေရှိတယ်အရှိတိုင်းကိုတိုးဝင်ပြီးဆူတောင်းတယ်အဲ့ကြောင့်အခုသမီးကုံတော့ချီးမွမ်းမဲ့တခြင်းလေးကကြတော့လမ်းပြပေးမှုပါဆိုတဲ့တခြင်းလေးဖြစ်ပါတယ်တကယ်ဘလောက်ပဲစိတ်ပြတ်ဘလောက်ပဲကိုကဘလို့ပဲဖြစ်နေပါစေရှေ့တိုးပြီးတော့လမ်းပြပေးရဲ့ဒယ်ဒီရှိရဲဆူတောင်းလိုက်ပါဆိုတဲ့တခြင်းလေးဖြစ်ပါတယ်ရောက်ရှိနေလို့ချင်ပါရင်ဆိုင်ရသောဘဝနဲ့တကယ်ကိုချမ်းသာလို့နေခက်တဲ့နေတဲ့ဘဝရုပ်တံရရှိတော့ကဝေဒနာတွေချရင်ဆိုင်ရသောဘဝတိုင်းဝဲတဲ့လက်ပြပေးလို့ပါနောက်ဆက်ဆုံးစမ်းချင်းတွေ့ကြတော့ခါone dayရင်ဆိုင်ရသောဘဝနဲ့တကယ်ကိုချမ်းသာလို့နေစိတ်ပြည့်ကိုယ်ချင်းရုံတောင်ရရှိတော့ကအပူရရင်ဆိုင်ရသောဘဝတိုင်းွယ်တဲ့လမ်းပြပေးမှုပါနောက်ဆက်ဆုံးစမ်းချင်းတွေ့ကြုံတော့